ဒီနေ့မှာတော့အမတယောက်ပေးပို့ထားတဲ့ကိုရွေးဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားခြင်းပါတယ်စုမြတ်တို့ဖျားဝဲရပြန်တော့ကားရက်ပြီးလမ်းဘေးရဈေးတစ်ခုမှာနားခဲ့ကြပါတယ်အဲ့ဒီချိန်မိုးအချုံနေမို့စုမြတ်ရဲ့အဖေဖြစ်သူကမနှက်မှခီးဆက်ကြမယ်လို့ပြောပါတယ်ဒါပေမဲ့သူတို့နားနေတဲ့ဇေယျကြီးနားကခြုံွယ်ပိတ်ပေါင်းနေအောင်မှာတော့တင်ညာရင်တစ်ခုရှိနေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးအားလုံးပဲမင်္ဂလာပါ Polar Creation Channel ကနေကြိုဆိုလိုက်ပါတယ်ဖြစ်ရမှန်ကြောင်းမွဲဖွယ်ရာဇလန်းတို့များကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ Like and Subscribe လေးလုပ်ပေးသွားကြပါဦးမိတ်ဆွေတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရမှန်ဇလန်းတွေရှိရင်လည်းရေးသားပေးပို့နိုင်ပါတယ်ကျွန်တော်အကောင်းဆုံးပြန်လဲပုံဖော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီချိန်တော့စုမြတ်ရဲ့အသက်က10နှစ်လောက်ပဲရှိပါသေးတယ်စုမြတ်ရဲ့အဖေကဦးထေးလင်ဆိုတဲ့ကုန်သည်တယောက်ဖြစ်ပြီးအမေကတော့ဒေါ်တီယာဈေးသည်တယောက်ဖြစ်ပါတယ်စုမြတ်တို့မိသားစုကအိမ်မှာနေကြတာဆိုတာခက်ရှားကြပါကားတစ်စင်းနဲ့နေဘက်ကဖျားဝဲတွေရှိတဲ့နေရာတွေမှာဈေးလိုက်ရောင်းကြပါတယ်တွေးတဲ့နေရာမှာနားတွေးတဲ့ဈေးမှာချက်ပြုတ်စားတော့ရပါတယ်ကားလမ်းမရဈေးရက်တွေဆိုတာကလည်းဒီလိုကုန်သည်တွေဈေးတွေအတွက်တော့အဓိကနားကိုရတစ်မျိုးဖြစ်ပါတယ်တနေ့မှာတော့စုမြတ်တို့မိသားစုတွေဟာစလင်းဘက်ကဖျားဝဲတစ်ခုကိုဈေးရောင်းသွားခဲ့ကြပါတယ်စုမြတ်တို့မိသားစုနဲ့အတူကုန်ထမ်းတဲ့အလုပ်သမားတယောက်ကားဒရိုက်ဘာတယောက်လည်းပါပါတယ်ပွဲရလဲစီတော့ဈေးရလည်းအတော်လေးရောင်းကောင်းခဲ့ပါတယ်ဒီလိုနဲ့ပွဲသိမ်းတော့ဈေးတွေသိမ်းပြီးကွန်ပျူတာတွေကိုကားပေါ်တင်ရတာနဲ့ညနေဆောင်းသွားခဲ့ပါတယ်စုမြတ်တို့ကစလင်းမြို့ကိုဖြတ်ပြီးစင်ပြူကျွန်းဘက်ကိုမောင်းလာခဲ့တာပါစလင်းမြို့ကျော်ပြီးခက်လန့်လန့်ရောက်တော့အတော်လေးမိုးချုံနေပါပြီကားသမားကလည်းတနေကုန်ကွန်ပျူတာတွေကိုတင်လိုက်ချလိုက်လုပ်ထားတာမို့ပင်ပန်းပြီးအိတ်ချင်လာခဲ့ပါတယ်ဒီလိုနဲ့ပဲကားသမားကသူ့နားမှာဖြစ်တော်မယ်ကြောင်းစုမြတ်ရဲ့ဖေကိုပြောပါတယ်စုမြတ်ရဲ့ဖေဦးထေးလွင်ရလဲလမ်းတစ်ဘေးကကားမရောက်အောင်မှမြင်နေရတဲ့ဇေယျတစ်ခုမှနားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ညကလည်းအတော်လေးနှက်လာပြီမို့မနှက်မှခီးဆက်ဖို့အတွက်ပြောပါတယ်ဒီလိုနဲ့ပါလာတဲ့အိုးကွက်ပကံတွေကိုချပြီးချက်ပြုတ်စားတော့ခဲ့ကြပါတယ်အားလုံးစားတော့ပြီးရဲ့အခါမှာတော့အိတ်ဆက်အနားယူဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်စုမြတ်နဲ့အမေဖြစ်သူဒေါ်တီတာကတော့မိန်းမသားတွေဖြစ်တာကြောင့်ကားကောင်မိုးပေါ်မှာအိတ်ခဲ့ကြပြီးကျန်တဲ့ယောက်ျားသားတွေကတော့ဇေယျပေါ်မှာအိတ်ခဲ့ကြပါတယ်ကားသမားနဲ့ကုန်ထမ်းတဲ့ဦးလေးတွေကပင်မလို့လာတော့မသိပါဘူး။ခေါင်းမို့ခေါင်းချာနဲ့ဟောက်နေခဲ့ကြပါပြီ။အဲ့ဒီချိန်ဦးသေးလွင်ကတော့အဲ့လိုမပြောပါဘူး။ဘာဖြစ်လို့လဲဆိုတော့တစုံတစ်ယောက်ကသူ့ခြေထောက်ကိုခဏခဏလာဆွဲနေလို့ပါ။ခါတာဦးသေးလင်ကတရေတစီဆိုလုံးဝမကြောက်တတ်တာပါ။သူ့ရဲ့နေတကာလှည့်လာတဲ့အတွေ့အကြုံတွေကြောင့်လည်းထင်ပါတယ်ဒီလိုနဲ့ခဏကြာတော့ကလေးကိုယ်တိုင်အောင်ကြားရပါတယ်ဒါရင်မကသေးပါဘူးဇေယျရဲ့နောက်ကျောဘက်မှာလူရဲ့စကားပြောတဲ့တွေကကြားလာရပါတယ်ဒီလိုနဲ့ဦးသေးလွင်ဟာဒီဇီယနာမှာတခြားသူတွေလည်းရှိနေလုံးမယ်လို့ကောက်ချက်ချလိုက်ပါတယ်နောက်ပြီးအိမ်မပြောတာကြောင့်အဲ့ဒီအတန်ပိုင်ရှင်တွေရှိတဲ့နေရာကိုသွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်လက်ထဲမှာဓာတ်မီလေးကိုကန်ပြီးအတန်ကြားရစီကိုထွက်လာခဲ့ပါတယ်ဇေယျနောက်ဘက်ကိုဓာတ်မီနဲ့ဟိုထိုးတီထိုးထိုးကြည့်တဲ့အခါမှာတော့အင်မတန်ထူထပ်တဲ့ချုံမိုးကြီးပဲရှိနေတာကိုတွေးလိုက်ရပါတယ်တခြားလဲဘာဆိုဘာမှရှိမနေပါဘူးဒါပေမဲ့အတန်တွေကတော့ကြားနေရမြင်ပါအဲ့ဒီစကားပြောတဲ့နေရေတန်တွေကအနီးနားမှာလူတွေရှိတဲ့အတိုင်းပါပဲဒီလိုနဲ့ဦးထင်းလွင်လမ်းချင်းချင်းလေးကိုရှာတွေ့သွားခဲ့ပါတယ်သူအဲ့ဒီလမ်းလေးတိုင်းပဲရှောက်သွားခဲ့ပါတယ်လမ်းဆုံးမှာတော့ကွင်းမြင့်ရဲတစ်ခုရောက်သွားပါတယ်ဒီတခါမှာတော့စကားပြောတဲ့နေခြေတန်တွေကချက်ချင်းဆိုသလိုတိတ်ဆိတ်သွားခဲ့ပါတယ်နောက်တော့အနံဆိုးကြီးတွေထွက်လာခဲ့ပါတယ်ဦးထေးလွင်ကလည်းအဲ့ဒီချိန်ကျမှတတိထားမိလိုက်ပါတယ်ဒါသွေးယူသားယူမဟုတ်ဘူးဆိုတာပေါ့
ဦးထဲလွင်အဲ့ဒီနေရာနေလှည့်ထွက်ဖို့အလုံးမှာတော့ခြေထောက်ကိုလက်ကြီးတစ်ဖက်နဲ့ဆွဲထားလိုက်ပါတယ်အဲ့ဒီလက်တစ်ဖက်ကအရန်ကိုအေးဆက်နေပြီးရှည်လျားတဲ့အမွှေးမြင်နေနေပါနောက်တော့အဲ့ဒီအရာကြီးကဦးထဲလွင်ကိုချုပ်ပြီးနဘန်းလုံးမလေးရောဦးထဲလွင်ကလည်းယောက်ျားပြီးသားသားပဲအရှုံးမပေးပဲနဘန်းပြန်လုံးပါတယ်ဒီလိုနဲ့ပဲမှင်စာကြီးနဲ့ဦးထဲလွင်တို့ဟာကွင်းမြင့်ကြီးရဲ့မျက်ခင်းပေါ်မှာနဘန်းလုံးနေပါတော့တယ်နောက်ဆုံးမှာတော့အတန်နေဟာစူတရက်ဆူညံလာတာကြောင့်နဘန်းလုံးနေကနေအတင်းရုပ်ထွက်လာခဲ့ရပါတယ်ဒီလိုနဲ့ဦးထဲလွင်တွေရောဇရက်ဘက်ကိုပြန်ပြီးထွက်လာခဲ့တာပေါ့နောက်ဆုံးမှာတော့ဦးထဲလွင်ကဇရက်ပေါ်မှာအိတ်နေကြတဲ့ကားသမားနဲ့ကုန်ထမ်းသမားဦးလေးကိုပါနှုတ်လိုက်ပါတော့တယ်ပြီးတော့စုမြတ်တို့သားမီကိုပါနှုတ်ပြီးဦးထဲလွင်တို့ညာရင်းချင်းပဲခီးဆက်ခဲ့ကြပါတော့တယ်ဘာလို့လဲလို့မေးတော့လဲဘာမှပြန်မပြောခင်ဒီလိုနဲ့ကားနောက်ခန်းကုန်ပစ္စည်းတွေနဲ့တူကားသမားနဲ့ကုန်ထမ်းသမားကြီးကိုအိတ်ခိုင်းလိုက်ပါတယ်ဦးထဲလွင်ကတော့သူကိုယ်တိုင်ပဲကားကိုမောင်းပြီးခရီးကိုဆက်ခဲ့ပါတော့တယ်ဒီလိုနဲ့ကားမောင်းရင်မိုးလင်းလို့စင်ပြူကျွန်းသားကိုရောက်တော့ကားကိုရက်ပြီးထမင်းဆိုင်တစ်ခုမှာအနားယူခဲ့ကြပါတယ်အဲဒီအချိန်ညမှာဦးထဲလွင်ဟာသူကြုံတွေ့ခဲ့ရတာတွေကိုပြန်ပြီးပြောပြပါတော့တယ်အဲဒီအချိန်ညမှာစုမြတ်လည်းအတော်လေးကိုကြောက်သွားခဲ့တာပါစုမြတ်လည်းကားပေါ်မှာအိမ်နေတည်င်းလို့လာတော့ကလင်းကိုတန်နေစကားပြောနေတဲ့လူတွေရဲ့အတန်ကိုကြားနေရတာပါအဲဒီအချိန်ထမင်းဆိုင်နေတဲ့လူတယောက်ကဦးထဲလွင်တို့ပြောနေရတွေကိုကြားတယ်ထင်ပါတယ်အနာကိုတိုးလာပြီးခမရတို့အခုပြောနေတဲ့နေရာဒေသခံတွေတောင်နေခင်မှမသွားရတဲ့နေရာဗျအဲဒီဈေးရနောက်ဘက်ကချုံကြီးဟာတင်းញိုင်ဟောင်းကြီးပြီးတော့အဲ့ဒီတင်းញိုင်နဲ့မနီးမွေးမှာရွာပြဲကြီးတခုရှိတယ်ဗျဒီတော့မှအကုန်လုံးဟင်ကနေဟာကနေဖြစ်ကုန်ကြပါတော့တယ်ဦးထေးလွင်ကလည်းငါလည်းနေလက်လာခဲ့တာကြားပြီနာနာဘာဝရည်နဲ့လည်းကြုံဆုံခဲ့ဘူးပါတယ်ဒါပေမဲ့ဒီလောက်ထိဆိုတဲ့နာနာဘာဝနဲ့တော့တခါမှမကြုံဆုံခဲ့ဘူးပါဘူးဒီဘုတ်ကတော့အမားတယောက်ပေးပို့လာတဲ့ကိုရီဖြစ်ရမှန်ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲဒီဇလန်လေးကိုကြိုက်နေတက်ခဲ့ကြလိမ့်မယ်လို့ယုံကြည်မိပါတယ်ဗျPolar Creation Channel ကိုဇလန်ကောင်းတွေပေးပို့လို့ရပါတယ်ပေးပို့လာတဲ့ဇလန်ကောင်းတွေကိုလည်းကျွန်တော်အကောင်းဆုံးပြန်လည်တင်ဆက်ပေးသွားမှာမို့လို့ channel လေးကို follow လုပ်ပြီး share လေးတွေများများနှိပ်သွားဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျ